ဟုတ်မပေါ့လေးရှိလို့ရှိရင်နေလို့ရရင်ငါတို့အဆောင်ရှိရဲ့ဒီဘွားမှာလှိုင်းသားရမှာသိလားလှိုင်းသားရမှာငါတို့အဆောင်ရှိရဲ့ဘယ်လိုနေမှတ်ပုံလေးရှိရဲ့ဆိုရင်အဲ့အဆောင်မှာငါညီကဒီဟွာသူ့အဆောင်မှာနေလို့ရရဲ့အခန်းရှိရဲ့ဟွာလေလာသာပေးလို့လာသာပေးစရာမလိုဘူးတဲ့အခန်းကပေးစရာမလိုရရဲ့နင်းဘယ်လိုဒုက္ခရောက်တယ်ဆိုရင်နင်းဟွာဖြစ်တဲ့ချိန်အဲ့မှာနေလို့ရရဲ့မှတ်ပုံလေးရှိမှနေလို့ရမှာအဲ့ကချက်လားမှတ်ပုံတယ်မရှိဘူးလားဟမ်မှတ်ပုံတယ်မရှိရင်စင်မပြေဘူးမှတ်ပုံတယ်ဟုတ်လားအဲ့လိုမှတ်ပုံတယ်ရှိရဆိုငါတို့ဆိုင်ပြရမလားခုနကမှတ်ပုံတယ်နောက်နေ့ကြော်ယူခဲ့မှတ်ပုံတယ်ယူခဲ့ပြီးခါကျတော့အဲ့ဟိုအဲ့ဆိုတို့ကိုကြီးတို့ဆိုင်အောင်လာခဲ့လာပြီးတော့ကိုကြီးညီရကြော်သူ့အဲ့ဟိုအဆောင်လိုက်ပို့လိုက်မယ်သိလားဒီမှာအဲ့ဟိုလိုင်းကားနဲ့5-6ခန်းရှိတယ်နင်တကယ်လို့ဒီလိုလောက်တဲ့အလုံးမရှိသေးဘူးခက်ခဲဖြစ်တယ်ဆိုရင်အဲ့မှာညီမလေးအဲ့မှာသွားနေလို့ရတယ်သိလားနော်ကျန်အဲ့မှာဆိုတော့နင်ပိုးပြီးတော့လုံကြုံတာပေါ့ကြာနော်မှတ်ပုံတွေကတော့ညီမဟိုပါပြည့်တော့ရှိတယ်လောက်ပြီးသားပါပြီမှတ်ပုံတွေပြောက်တာဟာအဲ့ဆိုတော့စလူပြောဘူးဘယ်လိုမှပြေးလို့ရင်ကိုကြီးပြေးလို့ရတယ်သိလားနော်နေစရာမရှိရင်အဲ့မှာနေလို့ရတယ်ထားလို့ရတယ်ကြာနော်